သာဝတိပြည်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတရင်သုံးနေတော်မူစဉ်အခါကသာဝတိပြည်မှာနေတဲ့မာနထရဆိုတဲ့ပုံနာတယောက်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမီးလျှောက်တော်မူပါတယ်။ဘာမီးလျှောက်လဲဆိုလို့ရှိရင်အရှင်ဂေါတမအဘယ်ပုဂ္ဂိုလ်တို့၌မာနကိုမပြုရသနည်းအဘယ်ပုဂ္ဂိုလ်တို့၌အလေးအမြတ်ပြုရသနည်းအဘယ်ပုဂ္ဂိုလ်တို့ကိုအယူအသေးပြုအပ်ကုန်သနည်းအဘယ်ပုဂ္ဂိုလ်တို့ကိုကောင်းစွာပူဇော်အပ်ကုန်သနည်းကိုမီးလျှောက်တော်မူပါတယ်အဘယ်ပုဂ္ဂိုလ်တို့၌မာနကိုမပြုရသနည်းဆိုတာမာနမပြုတဲ့ပုဂ္ဂိုလ်တွေမာနမထားတဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေလဲဘယ်လိုပုဂ္ဂိုလ်တွေလဲဘယ်လိုပုဂ္ဂိုလ်တွေကိုတပည့်တော်တို့ကအလေးအမြတ်ပြုရမှာလဲအလေးအမြတ်ပြုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုပုဂ္ဂိုလ်တွေလဲနောက်တစ်ခုကဘယ်လိုပုဂ္ဂိုလ်တွေကိုအယူတည်ပြုရမှာလဲအယူတည်ပြုရမယ့်ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲဟုတ်ပြီပူဇော်အပ်တဲ့ပုဂ္ဂိုလ်တွေရှိလိမ့်မယ်ဘယ်လိုပုဂ္ဂိုလ်တွေကိုပူဇော်အပ်တာလဲဘယ်လိုပုဂ္ဂိုလ်တွေကိုပူဇော်ရမှာလဲလို့မီးလျှောက်တယ်ပေါ့မီးလျှောက်တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပုံနာအမိ၌၎င်းအဖ၌၎င်းအကို၌၎င်းဇေယျ၌၎င်းတို့ပုဂ္ဂိုလ်တို့၌မာနမပြုရမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကမာနမပြုတဲ့ပုဂ္ဂိုလ်တွေမာနခြင်းမပြိုင်တဲ့ပုဂ္ဂိုလ်တွေမာနမထားတဲ့ပုဂ္ဂိုလ်တွေဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုလို့ရှိရင်အမိ၌မိခင်ဒီပေါ်မှာမာနမထားနဲ့တဲ့မာနတွေမပြိုင်နဲ့မာနမထားနဲ့နောက်တစ်ခုကဖခင်တဲ့ဖခင်ကြီးရဲ့အပေါ်မှာမာနမထားနဲ့ဖခင်ကြီးကိုတုပြီးတော့မာနမပြိုင်နဲ့နံပါတ်3ကကြတော့အကိုတဲ့အကိုရဲ့အပေါ်မှာလည်းမာနမထားနဲ့မာနမပြုနဲ့နောက်တစ်ခုကကြတော့ဆရာသမားတဲ့မိမိတို့ကိုပညာတတ်အောင်သင်ပေးတဲ့ဆရာတွေမကောင်းတာတွေကိုမပြုမိအောင်ညွန်ပြပေးတဲ့ဆရာတွေဒီလိုဆရာတွေရဲ့အပေါ်မှာလဲမာနမပြုနဲ့မာနမထားနဲ့မာနမပြိုင်နဲ့တဲ့ဟုတ်ပြီအလေးအမြတ်ပြုရမယ့်ပုဂ္ဂိုလ်တွေဟာလေမိခင်ဖခင်အကိုဆရာတို့ပဲတဲ့အဲ့ဒီပုဂ္ဂိုလ်တွေပဲအယုတိပြုတဲ့ပုဂ္ဂိုလ်တွေဟာလေအမိ၌၎င်းအဖ၌၎င်းအကို၌၎င်းဆရာ၌၎င်းအဲ့ဒီထိုပုဂ္ဂိုလ်တွေပေါ်မှာအယုတိပြုရမယ်တဲ့မိဘနဲ့တွေ့ရင်ယုတိရမယ်မိခင်နဲ့တွေ့ရင်ယုတိရမယ်ဖခင်နဲ့တွေ့ရင်ယုတိရမယ်အကိုနဲ့တွေ့ရင်ယုတိရမယ်ဆရာနဲ့တွေ့ရင်ယုတိရမယ်နောက်တစ်ခုကကောင်းစွာပူဇော်အပ်တဲ့ပုဂ္ဂိုလ်တွေကလည်းမိခင်နဲ့မိဘတွေကိုကောင်းစွာပူဇော်ရမယ်ဖခင်တွေကိုကောင်းစွာပူဇော်ရမယ်အကိုတို့ကိုကောင်းစွာပူဇော်ရမယ်ဆရာသမားတွေကိုလည်းကောင်းစွာပူဇော်ရမယ်တဲ့ပူဇော်တုကိုခံရတော်မူထိုက်လျက်ငြိမ်းဤကုန်သောအတဝါကင်း၍ပြုအပ်ပြီးသောကိစ္စရှိကုန်သောအတုမဲ့ဖြစ်သည့်ထိုယဟန္တာပုဂ္ဂိုလ်တို့ကိုမန်နှိမ့်ချလျက်မခတ်ထန်သည်ဖြစ်၍သင်ရှိခိုးရ၏လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဖြေကြားပေးတော်မူခဲ့ပါတယ်မာနတရဘုံနာကဘယ်လိုဘုံနာမျိုးလဲဆိုလို့ရှိရင်အဲ့ဒီဘုံနာကမိခင်ကိုလည်းရှင်မကိုဘူးတဲ့သူ့ရဲ့အဖေကိုလည်းရှင်မကိုဘူးတဲ့သူ့ရဲ့အဖေကိုလည်းရှင်မကိုဘူးတဲ့နောက်သူ့ဆရာသမားတွေကိုလည်းရှင်မကိုဘူးတဲ့နောက်ပြီးတော့သူ့ရဲ့အကိုတွေကိုလည်းရှင်မကိုဘူးတဲ့အဲ့လိုမျိုးမာနကြီးတဲ့ပုဂ္ဂိုလ်ဒီလိုမာနကြီးတဲ့ပုဂ္ဂိုလ်ကဒီနေ့တွေးတယ်ဘယ်လိုတွေးလဲဆိုလို့ရှိရင်ဟုတ်ပြီယဟန်ဂေါတမတော့ပရိသတ်များစွာခြံရံပြီးတော့တရားဟောနေတယ်ငါလည်းယဟန်ဂေါတမထံချင်းကပ်မှုကောင်းလေစွာယဟန်ဂေါတမကတကယ်လို့
ငါနဲ့တူစကားပြောမယ်ဆိုရင်ငါလည်းယဟန်ဂေါရမနဲ့တူစကားပြောမယ်တကယ်လို့ယဟန်ဂေါရမကငါနဲ့တူစကားမပြောဘူးဆိုရင်ငါလည်းစကားမပြောဘူးမာမာနဘလောက်ကြီးတယ်လဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုစပြီးတော့သူစကားမပြောဘူးပေါ့နော်နှုတ်မဆက်ဘူးပေါ့မြတ်စွာဘုရားရှင်စကားပြောတော်မူမှာသူပြောမယ်ဒီလိုတွေးတာတွေးပြီးတော့မြတ်စွာဘုရားရှင်တန်ချင်းကပ်မြတ်စွာဘုရားရှင်တန်ချင်းကပ်တော့မြတ်စွာဘုရားရှင်ကဒီမာနတတမာနအင်မတန်ခတ်ထန်တဲ့ဘုံနာကြီးလာတာကိုသူသိတယ်စကားမပြောဘူးမဟုတ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာမာနတတဘုံနာကတွေးတယ်တဲ့ဘာပြန်တွေးလဲဆိုတော့ယဟန်ဂေါရမသည်တဲ့တစုံတရာဘာမျှမသိလို့အကြံဖြစ်တယ်အကြံတွေးတယ်ပေါ့ပြောချင်တာကတော့သူဒီလိုတွေးလာတာကိုယဟန်ဂေါရမကြီးမသိဘူးထင်တယ်လို့တွေးတာအဲ့ဒီအချိန်ကြမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမာနတရရဲ့စိတ်အကြံကိုသိတော်မူတော့ဂါရတဖို့ရွတ်တယ်တဲ့အဲ့ဒီတရားပွဲမှာဘုံနာဤလောက၌မန်မှုခြင်းသည်မကောင်းမြတ်စွာဘုရားရှင်ကဘုံနာတဲ့ဒီလောကမှာမန်မှုခြင်းဟာမကောင်းဘူးတဲ့မာမာနာကြီးခြင်းဟာမာမာနာခတ်တန်ခြင်းဟာမကောင်းဘူးတဲ့ဘုံနာအကျိုးစီးပွားကိုအလိုရှိသောသူအားအကျင့်အကျိုးစီးပွားကြောင့်ငါထံသို့လာရ၏တဲ့ကောင်းကျိုးချမ်းသာတွေလိုချင်တဲ့အတွက်ကြောင့်မို့လို့ကောင်းကျိုးချမ်းသာရခြင်းဟူသောအတွက်ကြောင့်မို့လို့ငါဘုရားထံသို့လာကြတယ်တဲ့တို့အလိုရှိသောအကျိုးစီးပွားကိုသာလျှင်ပွားစေရ၏ဟုတ်ပြီမိမိတို့လိုချင်တဲ့အကျိုးစီးပွားကိုပွားစေရမယ်လို့ရွတ်လိုက်တဲ့အချိန်ကြာမှမာနတရဘုံနာကငါရဲ့စိတ်အကြံကိုယဟန်ဂေါရမသိတယ်ဆိုပြီးတော့အဲ့ဒီခဏလေးအတွင်းမှာပဲတဲ့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ကိုသူ့ရဲ့ခေါင်းနဲ့တိုက်ပြီးတော့ရှ िख ိုးတယ်နောက်တစ်ခုကမြတ်စွာဘုရားရှင်ရဲ့ခြေတော်ကိုနမ်းရှုပ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့မြတ်စွာဘုရားရှင်ရဲ့ခြေတော်တွေကိုတဲ့စုပ်နေပြီးတယ်အဲ့ဒီချိန်ကမှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟုတ်ပြီငါဘုရားပေါ်မှာကြီးညိုတာနှစ်သက်တာဒီလောက်ဆိုရပြီဆိုပြီးတော့ကိုယ်နေရာကိုပြန်သွားထိုင်လို့မိန့်တော်မူပြီးတဲ့အချိန်ကမှမာနတရဘုံနာကခုနငါဂါထာကိုမေးလျှောက်တယ်အရှင်ဂေါတမအဘေပုဂ္ဂိုလ်တို့၌မာနကိုမပြုရသနည်းအဘေပုဂ္ဂိုလ်တို့၌အလေးမြတ်ပြုရသနည်းအဘေပုဂ္ဂိုလ်တို့ကိုအယုတိပြုအပ်ကုန်သနည်းအဘေပုဂ္ဂိုလ်တို့ကိုကောင်းစွာပူဇော်အပ်ကုန်သနည်းလို့မေးလိုက်တဲ့မေးလျှောက်တဲ့အချိန်ကမှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမာနမပြုတဲ့ပုဂ္ဂိုလ်တွေဟာမိခင်နဲ့ဖခင်နဲ့အကိုတဲ့ဆရာသမားတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုမာနမပြုရဘူးတဲ့အလေးမြတ်ပြုတဲ့ပုဂ္ဂိုလ်တွေကလည်းထိုပုဂ္ဂိုလ်တွေပဲတဲ့အယုတိပြုအပ်တဲ့ပုဂ္ဂိုလ်တွေကလည်းထိုပုဂ္ဂိုလ်တွေပဲတဲ့ကောင်းစွာပူဇော်အပ်တဲ့ပုဂ္ဂိုလ်တွေကလည်းထိုပုဂ္ဂိုလ်တွေပဲတဲ့မာနခတ္တန်နဲ့မာနတရဘုံနာသင်ဟာအတဝကင်းပြီးတော့ပြုအပ်ပြီးတော့ကိစ္စရှိကုန်သောအတုမဲ့ဖြစ်သည့်ယဟန္တာပုဂ္ဂိုလ်တွေကိုမာနတွေကိုနှိမ့်ချပြီးတော့မာနမခတ်ထန်သည်ဖြစ်ပြီးတော့သင်ရှိခိုးရပြီဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောကြားတော်မူတဲ့အခါမှာအဲ့ဒီပုံနာကဘာဖြစ်လဲဆိုလို့ရှိရင်နှစ်သက်ဝမ်းမြောက်ပြီးတော့အရှင်ဘုရားတပည့်တော်ကိုယနေ့မှစ၍အသက်တဆုံးကိုယ်ွယ်စည်းကပ်သူဥပါဒကဝီမှတ်တော်မူပါလောဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုလျှောက်ကြားတော်မူခဲ့ပါတယ်။ဒါကြောင့်မလို့ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့လောကမှာမာနမပြုတဲ့သူတွေဟာဘယ်သူတွေလဲဆိုလို့ရှိရင်ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့ရဲ့မိခင်ဖခင်အကိုဆရာသမားတွေဖြစ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုနံပါတ်1ဘာလို့ရမလဲဆိုလို့ရှိရင်အယုတိပေးရမယ်တဲ့အလေးမြတ်ပြုရမယ်တဲ့ပူဇော်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကမာနအင်မတန်ခတ်တန်တဲ့မာနတရပုံနာကိုအကြောင်းပြုပြီးတော့ဒီသုတ်တံကိုဟောကြားတော်မူခဲ့ပါတယ်